ကျွန်တော်ရဲ့ Play Store အကောင့်လေးတစ်ခုကတော့ Play Point 900ပြည့်သွားပြီးတော့ Gold Level ကိုရောက်သွားပြီဖြစ်ပါတယ် Gold Level မှာဆိုလို့ရှိရင်တော့သူကဒီ Weekly Price ကနေပြီးတော့အများဆုံး Play Point 200အထိကိုရနိုင်တယ်ပေါ့ဗျာကျွန်တော် Silver Level မှာတော့အများဆုံး Play Point ဖြစ်တဲ့100ကိုတစ်ခေါက်ကျွန်တော်ရဘူးလေအဲ့ဒါ post လေးတင်ပေးခဲ့ဘူးလေဗျာเนาะပုံမှန်ဆိုလို့ရှိရင်တော့သူက2 point 3 point 5 point အဲ့လောက်ပေးတာများတယ်ဒီကလေးလည်း10 point လောက်ထိကိုပေးတယ်သဘောကောင်းလို့ရှိရင်လည်း point 30ပါညာပေးတယ်ပေါ့เนาะအမြင့်ဆုံး point တွေအထိလည်းတကယ်ပေးတတ်ပါဗျာเนาะခုဒါလေးကို claim လုပ်ကြည့်မယ်သူကဒီမှာပြထားတာကကြတော့ Super Weekly Price ဆိုပြီးတော့ဒီဘက်ကတော့သူကထူးထူးခြားခြားပေးတဲ့သဘောမျိုးပေါ့ဗျာဒီမှာ price ယူဖို့ဝင်ဆိုပြီးတော့အောက်ကဟာတွေကို weekly price အနေနဲ့ရနိုင်တယ်လို့သူကပြထားရတာเนาะအောက်မှာဆိုရင် T series နဲ့ jet တွေဒီမှာဆိုလို့ရှိရင် T series keyboard တွေလည်းပါမယ်เนาะထပ်ပြီးတော့ပြထားတာကြတော့ Google Play Point 1000ရเนาะ1000အထိလည်းရနိုင်တယ်ဒီမှာ900 250 Google Play Point 1000ဆိုလို့ရှိရင်ဒါ$10နဲ့ညီမျှတယ်ပေါ့ဗျာဒီ series တွေပါရလို့ရှိရင်တော့သူတို့ကတော့မြန်မာနိုင်ငံဆိုလို့ရှိရင်တော့ပို့ပေးမှာတော့မဟုတ်ဘူးဗျာเนาะတခြားနိုင်ငံတွေလိပ်စာပေးပြီးတော့တွဲယူတာတွေပါတော့လုပ်ရမယ်ဗျာเนาะဒီကောင်တွေပေါက်သွားခဲ့မယ်ဆိုလို့ရှိရင် okay အဲ့ဆိုရင် claim လုပ်ကြည့်လိုက်မယ်point 200တွေပါရီကျွန်တော် DC ပြီးဖို့တွေပါရီဒါရှောက်ပြထားတာရတော့လေထုံးစံအတိုင်းပဲ2 point ပဲပေါ့နော်သူကဒါချင်းတော့မဟုတ်ဘူးနော်ပြီးလို့ရှိရင်လည်းတကယ်ကိုရဲရောပြီးတတ်တယ်ကနော်အခုထူးကြတာသူကကြတော့စက်တင်ဘာ23ရက်နေ့ကနေစပြီးတော့ဒီ Play Store ထဲမှာသူက feature အသစ်တွေထပ်ပြီးတော့ထပ်ထည့်လာတယ်ပုံစံလေးတွေပြောင်းလာတယ်ပေါ့ဗျာကျွန်တော်အောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ခါတိုင်းဆိုလို့ရှိရင်ဒီ tab လေး၄ခုကနေပြီးတော့ U ဆိုတဲ့ tab လေးတစ်ခုပါထပ်ပြီးတော့တိုးလာရတာနော်ဒီ U ဆိုတဲ့ tab လေးကိုတွားပြီးတော့နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုပြောင်းနေတဲ့ဒီ Play Store level ကိုသူကပြပေးထားတယ်အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြားထားတဲ့ pack တွေ price တွေနဲ့ပတ်သက်ပြီးတော့ပြပေးထားရတာကျွန်တော်မှာ posting တော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်ဒီမှာ reward လေးတွေရထားတယ်လို့ပြောခဲ့တယ်အဲ့မှာ20% discount ပေးတဲ့ coupon လေးတစ်ခုနဲ့နောက်တစ်ခုကကြတော့ Google Play Pass ကြီးကိုသူကတစ်လစာလားမသိဘူးအဲ့ဒါ free ပေးတဲ့ coupon ကြီးအဲ့ဒါအခုဒီနေ့ဝင်ကြည့်တော့ကြောက်မတွေ့တော့ဘူးကွာเนาะ error လားမသိဘူးဒီမှာလဲပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်ဒီ YouTube ကလည်းเนาะတချို့အကောင့်တွေမှာမပေါ်သေးဘူးကွာเนาะကျွန်တော်အကောင့်မှာလည်း26ရက်နေ့မှစပြီးတော့ဒါလေးကလည်းပေါ်လိုက်ပြောက်လိုက်တော့ဖြစ်နေတယ်เนาะအဲ့တော့မပေါ်သေးလို့ရှိရင်လည်းစိတ်တော့မပူနဲ့တဖြည်းဖြည်းနဲ့တော့ပေါ်လာလိမ့်မယ်ကွာเนาะအောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆော့ထားတဲ့ game တွေကို track your play time ဆိုပြီးတော့ဒါ Google Play Game မှာပြပေးတဲ့ပုံစံမျိုးကိုဒီ Play Store ထဲမှာတစ်ခါတည်းကြည့်လို့ရမယ်ပေါ့ဗျာဒီမှာဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဆော့ထားတဲ့ game တွေအားလုံးကိုနည်းနည်းဆော့ထားတယ်ဘာညာဆိုတာပေါ်နေလိမ့်မယ်ဒီမှာ1 month 1 year အဲ့လိုမျိုးကျွေးပြီးတော့ကြည့်လို့ရမယ်နောက်တစ်ခုကကြတော့ဒီမှာကျွန်တော်တို့ရဲ့ avatar ပုံလေးကိုကျွန်တော်စိတ်ကြိုက်သွားပြီးတော့ AI avatar နဲ့ကိုကျွေးပြီးတော့လုပ်လို့ရမယ်ဗျာနော်ဒီနေရာမှာ Gemini AI နဲ့တွဲပြီးတော့ဒါကိုကြိုက်တဲ့ avatar လုပ်လို့ရမယ်ဗျာနော်ကိုကြိုက်တဲ့ avatar ဆိုပေမဲ့လို့လုံးဝကြီးကို pro နဲ့ကိုတော့ရှောက်ရေးတာမျိုးမဟုတ်ဘဲနဲ့သူကဒီမှာပေးထားတဲ့ပုံစံလေးထဲမှာပဲကျွေးပြရမယ်ဗျာနော်ဒီမှာဆိုလို့ရှိရင် cut ထည့်မလားကားတွေထည့်မလား dot dragon เนาะဒီလိုမျိုးလေးထည့်ရင်သူကလိုက်ပြီးတော့ပြောင်းပေးတယ် forest နေရာမှာဆိုလို့ရှိရင်လည်း castle တွေသွားမလား cave city အဲ့လိုသွားမလားကိုရွေးပေးလိုက်တဲ့ဟာပုံမူတည်ပြီးတော့သူက style လေးဒီမှာ6မျိုးလောက်ကိုထပ်ပြီးတော့ရွေးလို့ရအောင်ပဲဗျာเนาะ style ဆိုလို့ရှိရင်လည်းသူကဒီမှာเนาะ cinematic တွေပါတွေရှောက်ပြီးတော့ထားလို့ရမယ်เนาะ random ပုံမျိုးလိုချင်လို့ရှိရင်လည်းဒီဘက်က answer လုံးပုံမျိုးကိုလုပ်လိုက်မယ်ဆိုရင်ဒါသူကသူရှောက်ရွေးတွဲပြီးလိုက်ပြီးတော့ပေါ့เนาะအဲ့ပုံကြီးအတိုင်းတော့ထားပြီးလို့ရမယ်ဆိုတော့ခါတိုင်းသူပေးထားတဲ့ avatar တွေထဲမှာရွှေ့ပေးတာမျိုးပုံစံနဲ့ကိုစိတ်ကြိုက်ကိုတော့လာပြီးတော့ပြင်လို့ရမယ် Gemini AI ကလည်းတယောက်နဲ့တယောက်တော့ချစ်စွတ်ကြီးတူအောင်မထုတ်ပေးတဲ့အတွက်ကြောင့်မလို့ avatar လေးတွေလုံးဝပွဲဝါတဲ့အတွက်ကြောင့်ဒီ feature လေးထည့်ပေးထားတာလေတကယ်ကိုမိုက်တဲ့ feature လေးတစ်ခုပဲเนาะ okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနှစ်ကားပုံလေးကို save လုပ်လိုက်မယ်သူကဒီမှာနောက်ထပ် slot နှစ်ခုလည်းပေးထားတဲ့အတွက်ကြောင့်မလို့နောက်ထပ်နှစ်ခုကိုပါထပ်ပြီးတော့ကျွန်တော်နော်ကြိုပြီးတော့လှုပ်ထားလို့ရတဲ့ပုံစံမျိုးပေါ့ဗျာနော်အဲ့သုံးခုလေးရမှာကိုကြိုက်တဲ့ပုံစံကိုရွေးလိုက်ရုံပဲနော်ဒါခါတိုင်းဆိုလို့ရှိရင်တော့သူပေးထားတဲ့ဒီမှာ avatar ကြီးကိုပဲရွေးပြရတာပေါ့ဗျာကိုကတော့ AI avatar လေးနဲ့ကိုကကိုဆိုတော့အားလုံးနဲ့လည်းပွဲထွက်သွားတာပေါ့နော် choose လုပ်လိုက်မယ်ဒါဆိုရင်ကို avatar လေးနဲ့ကိုဖြစ်သွားပြီဒီမှာအောက်မှာကျတော့ဘာလဲဆိုတော့ gaming street ဆိုပြီးတော့ကိုကြိုက်တဲ့ game တစ်ခုကိုတစ်နေ့ဟိုသူက9မိနစ်လောက်လာမသိဘူးဗျာဆော့ပေးရတယ်ဒီမှာဆိုရင်သူပြောထားတယ်ကြိုက်တဲ့ game တစ်ခုကိုနော်တစ်နေ့ကို9မိနစ်ဆော့ပြီးနေ့တိုင်းရက်ဆက်ဆော့ပြီးသွားမယ်ဆိုလို့ရှိရင် reward လေးတွေပေးမယ်လို့ပြောထားတယ်
ဂိမ်းတွေကိုဆော့လို့ streak တွေရပြီးတော့ unlock ဖြစ်သွားတဲ့ reward လေးတွေကို claim လုပ်ဖို့အတွက်ကကြတော့82နာရီ3ရက်လောက်အချိန်ရမယ်ဗျဒီဖုန်းတစ်လုံးမှာတော့သူကเนาะ account တွေတစ်ခုသုံးခုနဲ့တော့ဝင်လို့မရတဲ့သဘောမျိုးဗျာเนาะ Play Store ထဲမှာတခြား account တစ်ခုနဲ့ဒီ streak ကိုစထားလိုက်မယ်ဆိုလို့ရှိရင်ဒီ account နဲ့ထပ်ပြီးတော့မရတော့ဗျာเนาะကျွန်တော်ကတခြား account နဲ့စထားတာလေးရှိတယ်ဒါဆိုလို့ရှိရင်ဒါတခြား account လေးတစ်ခုနဲ့ဒီမှာစထားတယ်COC ဆော့ထားတာပေါ့နော် COC ကို9မိနစ်ဆော့ထားလိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာစပြီးတော့ဒီကောက်လေးမှာစပြီးတော့ဝင်သွားပြီဗျာနော်သူကကိုစဆော့တဲ့ date လေးကိုဒီမှာအောက်မှာဖော်ပြပေးထားတယ်ဒါဆိုရင်စနေနေ့ကစလိုက်တာဖြစ်တဲ့အတွက် S ဆိုပြီးတော့ဖော်ပြထားတယ်ပြီးလို့ရှိရင် Sunday Monday Tuesday အဲ့လိုမျိုးသွားမယ်ဗျာ reward တွေပါဘယ်လိုပွင့်သွားမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရထားတဲ့ play point တွေကိုပြန်ပြီးတော့ Google Play Credit အနေနဲ့ဒေါ်လာတိုက်ရိုက်လဲလို့ရတဲ့အားလေးတွေကိုပြပေးထားတာပေါ့ဗျာ point 100ကို$1နဲ့ဒီမှာလဲလို့ရမယ်ဗျာ point 900ဆို$5 1000ဆိုလို့ရှိရင်$10အထိကိုလဲလို့ရပါမယ်ဗျာနော်နောက်ထပ်အသစ်ထပ်ပြီးတော့ပါလာမယ့် feature တစ်ခုကကြတော့ play game cycle ဆိုပြီးတော့ game တွေကိုဆော့တဲ့အခါမှာ in game overlay တစ်ခုပါလာမယ်လို့သူတို့ကပြောထားတယ်ဒီကောင်လေးကကြတော့ game တွေကိုဆော့လို့ရှိရင် Gemini AI နဲ့ပေါင်းပြီးတော့ဒီမှာ Gemini Lite နဲ့ပါတွဲထားပြီးတော့ကျွန်တော်တို့ကိုအကူအညီပေးမဲ့ in game overlay assistant ပုံစံမျိုးလေးပေါ့ဗျာကျွန်တော်ဆော့နေတဲ့ game နဲ့ပတ်သက်ပြီးတော့ရထားတဲ့ achievement တွေ strategy တွေသူကဘယ်လိုလုပ်ရမယ်ဘာညာဆိုတော့ပြောပြထားတယ် AI ကပေးတဲ့နီးလန်းတွေကိုကျွန်တော်တို့ကိုပြောပြပေးမယ်ဥပမာ COC ဆော့ရဲဆိုလို့ရှိရင်defense တွေကိုဦးစားပေးပြီးတင်တင်တယ်ဘာတွေလုပ်တင်တယ်ပေါ့နော် channel တွေကိုဘယ်လိုသုံးတင်တယ်ဘာညာအဲ့လိုပြောပေးမယ် AI in game overlay တခုပါလာမယ်လို့ပြောထားတယ်ဗျာနော်ဒါ device အားလုံးမှာဒီ feature ပါလာမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါလေးကတော်တော်မိုက်တယ်လို့ပြောရမယ်နောက်ထပ်အသစ်ပါလာမှာတခုကကြတော့ play game league ဆိုပြီးတော့ကျွန်တော်တို့ရဲ့ favorite game တွေကိုဝင်ဆော့ပြီးတော့ play point တွေရမယ်အစီအစဉ်လေးတခုဖြစ်တယ်ဗျပထမဆုံး play game league ကတော့အောက်တိုဘာ10ရက်နေ့ကနေစပြီးတော့အောက်တိုဘာ23ရက်နေ့အထိလုပ်ပေးသွားမယ်ပေါ့ဗျာဒီပထမဆုံး play game league အနေနဲ့ပါဝင်လာမယ့် game လေးကတော့ကျွန်တော်အားလုံးလည်းသိပြီးသားဖြစ်တဲ့ Subway Surfer ဆိုတဲ့ game လေးပဲဖြစ်တယ်ဒီ game လေးကိုကျွန်တော်တို့ကဝင် join ပြီးလို့ရှိရင် Google Play Community မှာရှိတဲ့တခြားသော player တွေကိုကျွန်တော်တို့ကတော့သူတို့ထက်ဒီတာဘုတ်မှာအမှတ်တွေပါများအောင်လုပ်ရမယ်ပြီးရင်တော့ဘယ်လိုပုံစံနဲ့ reward တွေကိုပေးသွားမလဲတော့တစ်ချက်ကြည့်ရမယ်ဗျာနော်ဒီ play game လေးကို join ဖို့အတွက် free registration အနေနဲ့ Play Store 5 level member တွေကအောက်တိုဘာ3ရက်နေ့မှာစပြီးတော့ register လုပ်လို့ရမယ်ကျန်တဲ့ player တွေအားလုံးကတော့အောက်တိုဘာ9ရက်နေ့မှာစပြီးတော့ဒီ play game လေးကို register လုပ်ထားလို့ရမယ်ဗျာနော် Google Play Store ကနေပြီးတော့ play point တွေလိုချင်တဲ့ညီကိုတွေအတွက်မဖြစ်မနေပါဝင်ရမယ်စီစဉ်လေးတစ်ခုပဲဖြစ်တယ်အဲ့ဆိုရင်တော့ Google Play Store မှာအသစ်ပါဝင်လာမယ့် Amisa feature အတွေ့အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးဖြစ်တဲ့ update သတင်းတွေထပ်လာလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်ကြည့်ရှုပေးတဲ့ညီကိုတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်